ဘဝမှာစီးပွားရေးခိုင်မာအောင်တည်ဆောက်ခြင်းဘာလို့ရမလဲလူဘဝမှာလည်းနော်အခြေအနေကောင်းတစ်ခုရရှိအောင်ဘလို့တည်ဆောက်ရမလဲအဲ့ဒီအခြေအနေကောင်းတွေဟာနှောင့်ယှက်တွေကနေပြီးကင်းပြီးတော့ဘလို့တည်ဆောက်နိုင်တယ်ဆိုတာကိုလူလောကမှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်ဘဝသင်ခန်းစာတစ်ခုရရှိနိုင်တယ်ဖြစ်။ဘာပဲတည်ဆောက်အခက်ခဲဆုံးဖြစ်တဲ့တန်တရားဝဲဩဃထဲမှာနေမြုပ်ခြင်းမနေမြုပ်တော့တဲ့အရတ္တဖို့တိဟုသောကျွမ်းမြေလွှာကြီးတစ်ခုကိုအခိုင်အမာတည်ဆောက်ရင်လည်းပဲဒီအကြောင်းတရားတွေနဲ့ပဲတည်ဆောက်တယ်ဆိုဘယ်ဘက်ကဘယ်ရှုထောင့်ကနေချိမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဟာအနိတ္တရာပြီးဝပြီးလှုပ်ဆောင်လို့ရတာတွေကြီးပဲဒါကတော့နိဗ္ဗာန်ရောက်ကြောင်းတရားပဲလောကီမှာအကျိုးမပြုဘူးလို့ဒီလိုမရှိဘူးနော်ဘာကြောင့်လဲဆိုတော့စဉ်းစားကြည့်တယ်ဝိစာစရဏတမ္ပန္နောလို့ဆိုပြီးမြတ်စွာဘုရားကစရဏတရား15ပါးလို့နိဗ္ဗာန်ရောက်ကြောင်းတရားလို့ဟောကြားဆုံးမတဲ့နေရာမှာဘောဇနိမတ္တညုတာလို့အစာအာဟာရစားတဲ့အခါမှာအတိုင်းတာနဲ့စားရတယ်ဆိုတဲ့ကိုယ်နဲ့တဲ့တဲ့အစာကိုယ်နဲ့မတဲ့တဲ့အစာခွဲခြားထားပြီးကိုယ်နဲ့သင့်တော်တဲ့အစာကိုသာစားတယ်စားရလဲတိုင်းတာနဲ့စားရတယ်ဆိုတဲ့သွန်သင်ဆုံးမချက်ဟာနိဗ္ဗာန်ကြောင့်တရားဖြစ်တယ်စားခြင်းအစာဆိုတဲ့ပုဂ္ဂိုလ်တွေဟာယောဂတွေထူထပြောနဲ့တန်တရားဝဲဩဃထဲမှာနေမျောနေကြတာကျမ်းမာမှအသိပညာရှာတယ်ဆိုတာကျမ်းမာမှလှုပ်ဆောင်နိုင်တာဖြစ်လို့အမြင့်ဆုံးအဆင့်ကတော့ဘုရားသာသနာတော်မှာပညာဟာအမြင့်ဆုံးပဲဖြစ်တယ်ပညုတ္တရာသဗ္ဗေဓမ္မာကုသတရားအလုံးထဲမှာပညာဟာအမြင့်ဆုံးပဲလို့အဲ့ဒီအမြင့်ဆုံးပညာရောက်ဖို့ရအတွက်အခြေခံကျမ်းမာမှုကစပြီးတော့လိုအပ်တယ်အကြောင်းတရားဆိုတာဟာနော်မကျမ်းမာရင်တရားအထုတ်နိုင်မှာမဟုတ်သည့်အတွက်ကြောင့်ကျမ်းမာမှုကအရေးကြီးတယ်ဆိုတာဒါသိထည့်သွင်းစဉ်းစားမှာဖြစ်တယ်မြတ်စွာဘုရားဟောတဲ့တရားတော်တွေကမစ္စည်းမပฏิပဒါလို့ခေါ်တဲ့အတိုင်းပဲညီမျှတစ်ခုနဲ့တစ်ခုအစွန်းမရောက်စေရအောင်အထုတ်တဲ့နိလန်းတွေကိုပေးတာပဲဖြစ်တယ်ဘယ်ဟာပဲဖြစ်ဖြစ်အကောင်းလို့ရင်လည်းအဆိုးဖြစ်တာဆေးတောင်မှဒီဆေးကငါနဲ့တဲ့တယ်ဆိုပိုတော့ကြည့်ပါလား overdosage ဖြစ်ပြီးယောဂဖြစ်ပါကောင်းတယ်ဆိုတဲ့ဟာလည်းလွန်သွားရင်မကောင်းတာပဲကိုရောက်သွားအစာအာဟာရလည်းထို့တူပဲအတိုင်းအတာတစ်ခုနဲ့စားရင်အကျိုးဖြစ်တယ်ပိုစားလို့ရှိရင်အဆိပ်ဖြစ်မယ်ဒီလိုရှိတယ်ပေါ့ဘယ်နေရာမဆိုဒီဟာတွေကရသော်ဘုရားရဲ့သွန်သင်ဆုံးမချက်တွေဟာအင်မတန်မှဒေါင်းစေတယ်လို့ပြောရမှာဖြစ်တယ်နော်ဒါကြောင့်မို့ဒီဒေသနာတော်ကိုမှတ်သားပြီးတော့ကိုဘာလုံးချင်တယ်လဲဆိုတဲ့ပုံမှာဆုံးဖြတ်ကိုဘဝမှာအခိုင်အမာစီးပွားရေးတည်ဆောက်ခြင်းသလားလူမှုရေးကတည်ဆောက်ခြင်းသလားအခြားပဲရေးပဲဖြစ်ဖြစ်ကိုအခိုင်အမာယက်တည်နိုင်ဖို့တည်ဆောက်နိုင်တဲ့နိလနိစနစ်တွေကဒါတွေပဲလို့နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ဖို့လုံးလုံးအမှလည်းဒါပဲ